As I enter my 20s, I started asking myself questions I never really thought about before. Who am I? What do I really want to do? And what kind of life do I actually want to live? အသက်20ကျော်လာတဲ့အချိန်မှာကိုဘွားနဲ့ပတ်သက်ပြီးတော့မေးခွန်းတွေအများကြီးစပြီးတော့မေးလာတယ်ငငယ်တုန်းကတချင်ရောက်ရင်ကိုဘာလုပ်ချင်လဲသိလာမယ်ကိုဘယ်မှာနေချင်လဲသိလာမယ်ဘယ်လိုလူဖြစ်ချင်လဲသိလာလိမ့်မယ်လို့တော့ထင်ခဲ့တယ် In my 20s I'm realized something I don't actually have all the answer and honestly I'm still figuring it out Hi I'm Ella အခုစင်ကာပူမှာနေပြီးတော့ကိုယ့်ရဲ့ဘဝကိုတည်ဆောက်ဖို့တော့စူးစမ်းနေတယ် I study I create content and I'm learning about life coaching personal development psychology spirituality myself and purpose အပြင်ကနေပြီးတော့ကြည့်ရင်တော့ကိုသွားနေတဲ့လမ်းကိုသိနေပြီလို့တော့ထင်ရနိုင်တယ် But the truth is I'm still discovering myself too ကိုဘာကိုကြိုက်လဲဘာကိုမကြိုက်ဘူးလဲဘာတွေကကိုယ့် energy ပေးလဲဘာတွေကကိုယ့်ရဲ့ energy ကိုယူသွားလဲကိုတကယ်ယုံကြည်တဲ့အရာတွေကဘာတွေလဲပြီးတော့ကိုတကယ်ဘလို့လူဖြစ်ချင်တာလဲအဲ့ဒါတွေကိုလည်းကိုယ်တိုင်ရှာဖွေနေရတော့မယ်တခါလေကြာရင်သူများတွေမျောလင်းတဲ့သူဖြစ်ဖို့စူးစမ်းရင်လည်းကိုတကယ်ဖြစ်ချင်တဲ့သူကဘလို့လူလဲဆိုတာကိုမေ့သွားတတ်ကြတယ် So I start asking myself, what do I want to be? And that's actually why I create LRB. LRB ဆိုတာကအရာအလုံးကိုတည်ပြီးသားသူတယောက်ကအဖြေတွေအလုံးကိုလာပြီးတော့ပြောပြမယ့်နေရာတစ်ခုမဟုတ်ဘူး It's a space where I can learn, experiment, reflect and grow. ကိုတင်ယူတဲ့အရာတွေကိုကိုဘဝမှာတကယ်အသုံးချမယ်။ဘာတွေဖြစ်လာမလဲကြည့်မယ်ကိုဘယ်လိုပြောင်းလဲစေလဲပြန်ပြီးတော့ကြည့်မယ်ပြီးတော့ကိုမှပြီးတော့ကိုတွေးရှိထားတာတွေကိုပြန်ပြီးတော့ sharing လုပ်မယ်။ I want to create the process of becoming not just the beautiful part, not just the achievement. မတိချတဲ့အချိန်တွေပါမယ်မှားယွင်းမှုတွေပါမယ် loss ဖြစ်နေတဲ့အချိန်တွေပါမယ်ပြီးတော့ကိုယ့်ရဲ့လမ်းကိုတဖြည်းဖြည်းပြန်ရှာတွေ့လာတဲ့အချိန်တွေလည်းပါမယ် because maybe becoming your best self isn't about having a perfect plan sometimes it just need to be willing to explore ပြီးတော့ကိုယ့်ရဲ့ကြောင်းလဲလာတာကိုလည်းကိုခွင့်ပြုပေးဖို့လိုတယ်So right now, I'm asking myself some really simple but really difficult questions. What made me happy? What does success actually mean to me? What kind of life do I truly want? What is my purpose? ပြီးတော့ဒီကိုလိုချင်တဲ့ dream life ကိုဖန်တီးနိုင်မှုကိုကဘယ်လိုလူဖြစ်ဖို့လိုလဲ So I don't want to just find the answer from book or courses. I want to experienceတင်ယူမယ်အသုံးချကြည့်မယ်အတွေ့အကြုံတွေယူမယ်ကိုယ်တိုင် reflect လုပ်မယ်ပြီးတော့ကိုယ့်အတွက်တကယ်အလုပ်ဖြစ်တဲ့အရာတွေကိုပြန်ပြီးတော့မျှဝေမယ် because I believe we don't always learn life by thinking about it sometimes we learn life by living it and that's what this journey is going to be about because I'm slowly realizing that success for me isn't just about having more money. Success ဆိုတာကပတ်စံတွေအများကြီးပို့ရှိတာပဲမဟုတ်ဘူး။အောင်မြင်တဲ့ career တစ်ခုပဲရှိတာလည်းမဟုတ်ဘူး။သူများတွေအမြင်မှာအောင်မြင်နေဖို့လည်းမဟုတ်ဘူး။ For me, success means freedom to choose. ကိုယ့်ရဲ့အချိန်ကိုကိုယ်တိုင်ရွေးချယ်နိုင်တာကိုဘယ်မှာနေမလဲဆိုတာကိုရွေးချယ်နိုင်တာကိုဘာလုပ်မလဲဆိုတာကိုကိုယ်တိုင်ရွေးချယ်နိုင်တာ and most importantly the freedom to build a life that actually feel like mine but I also want peace safety financial security ကိုချစ်တဲ့သူတွေကိုလည်း support လုပ်မယ်ခရီးတွေသွားမယ်စင်စမ်းမပြတ်လေ့လာမှုတွေလုပ်မယ်ဘဝကိုတကယ် experience လုပ်ချင်တယ်
and eventually what I learn, what I build, and who I become, I want to be, all of that to create value for other people too. I don't think success is only about what we can achieve for ourselves. I think it's also about what we can give. So if you're wondering what is LRB actually about, it is going to be about the things I'm learning about life, self-awareness, mindset, confidence, healing, habit, relationship, career, purpose, personal growth, and eventually life design. ကိုလေးလာနေတဲ့အရာတွေကိုမျှဝေမယ်ကိုစမ်းကြည့်နေတဲ့အရာတွေကိုမျှဝေမယ်ကိုအတွက်အလုပ်ဖြစ်တာတွေအလုပ်မဖြစ်တာတွေပြီးတော့ဒီ journey မှာရရှိလာတဲ့သင်ခန်းစာတွေကိုလည်းပြန်ပြီးတော့မျှဝေမယ် Maybe some of these things will help you too. Maybe they will make you stop for a moment and think about your own life. So this isn't the story of someone who has figured everything out. This is the story of someone who is still figuring it out. ကိုဘယ်သူလဲဆိုတာကိုရှာဖွေနေတယ်ကိုဘာလို့ခြင်းလဲဆိုတာကိုရှာဖွေနေတယ်အောင်မြင်မှုဆိုတာကသူများတွေဖွင့်ထားတဲ့အတိတ်ပဲမဟုတ်ဘဲနဲ့ကိုအတွက်ဘယ်လိုအတိတ်ပဲလဲဆိုတာကိုရှာဖွေနေတယ်ပြီးတော့ကိုဖန်တီးချင်တဲ့ဘဝကိုရဲ့ dream life ကိုတကယ်နေထိုင်နိုင်မဲ့သူတစ်ယောက်ဖြစ်လာဖို့သင်ယူနေတယ် and if you're also somewhere in your 20s and you ever ask yourself what am I doing with my life am I on the right path who am I becoming maybe you're figuring out too so welcome to LRB